အစံတပြားမှမကုန်ပဲဘာစိုက်ဖြစ်ထွန်းစေမဲ့နတ်မြေဩဇာဖော်မြူလာကိုသိပြီးပြီလားခဏအပင်သေးပြီးကြီးထွားမှုမရှိလို့စိတ်ညစ်နေရင်ဒီနည်းလေးနဲ့စမ်းကြည့်ပါအရန်ကိုလွယ်ပါတယ်ငပြောပင်ကိုနှုတ်ဆင်းပါငပြောပင်မှာပိုတက်ဆီယမ်ကေဓာတ်အမြတ်များပါပါတယ်ပိုတက်ဆီယမ်ကအပင်တွေအမြင့်တန်ဖို့အပွင့်ပြီးအသီးတင်ဖို့အတွက်အတီးကလိုအပ်တဲ့တက်ကြီးတစ်ပါးဖြစ်ပါတယ်နှုတ်ဆင်းထားတဲ့ငပြောပင်ကိုဖားတစ်ခုထဲမှာလောင်းထည့်ပြီးချက်စက်ကူအနှင်းငယ်ထည့်ပါချက်စက်ကူကကာဗွန်စီဓာတ်ကိုထုတ်ပေးပါတယ်ပြီးရင်မြေဆွေးအဟောင်းအနှင်းငယ်ကိုထည့်ပေးလိုက်ပါမြေဆွေးမှာပါတဲ့အနုဇီဝပိုးတွေကငပြောပင်နဲ့ချက်စက်ကူကိုစားသုံးပြီးမျိုးတွေပွားလာတာဖြစ်လို့မြေဆွေးဖြစ်အောင်အမြန်ဆုံးခြေဖြတ်ပေးပါတယ်တလားအကြလောက်အချိန်မှာတော့မိတ်ဆွေတို့အတွက်နတ်မြေဩဇာလို့တင်စားရမယ့်တဘာဝမြေဩဇာကိုရရှိမှာဖြစ်ပါတယ်ဒီမြေဩဇာကမိတ်ဆွေတို့ရဲ့အိမ်နောက်ဖေးကဟင်းဒီဟင်းလက်တွေကိုအကြီးမြန်ပြီးအတီးအပွင့်အရန်ကိုပွင့်ပြီးအတီးထွန်းကိုကောင်းစီမှာဖြစ်ပါတယ်အခုပဲအမြန်ဆုံးစမ်းလို့ကြည့်လိုက်ပါဗျ